င်္ဂလာပါခုကျမအင်းထဲကရွာတရွာကိုရောက်နေပါတယ်ဒီရွာကအင်းလေးရဲ့နာမည်ကြီးဖျားဖောင်တော်ဦးနဲ့နီးတယ်ပြီးတော့ရွာရဲ့နာမည်ကတော့မြန်မာလိုဆိုရင်ထေးရွာမှဖြစ်ပြီးတော့အင်းစကားနဲ့ဆိုရင်ဟဲရွာမှဖြစ်ပါတယ်ဒီရွာကဒီနေရာမှာဖြစ်တည်လာတာဒီနှစ်နဲ့ဆိုရင်နှစ်ပေါင်း935နှစ်ရှိပြီလို့သိရပါတယ်ကျမတို့ခုရွာရဲ့အောင်မင်္ဂလာဖျားကိုဖြတ်ပြီးတော့ပွဲစည်းတန်းကိုတွားနေတာပဲဖြစ်ပါတယ်အဲ့တဲ့နဲ့အဲ့တဲ့လို့ပြောတာတော့မသိအင်းသားလို့ဖျားမှာလေရေကြီးတဲ့ချိန်ကြီးတဲ့ပုံဝင်တော့မှာနော်မြေကြည့်ရတာလွိုင်းနေဟုတ်တယ်ဒါဆိုရင်တော့လေထင်တာကပေါ့နော်ရေတဲ့ချိန်ဆိုရင်ဒီအထိတော့တဲ့တော့လေဟုတ်တယ်ဒီနေ့ဒီရွာမှာပွဲရှိရပါတော့ရွာရဲ့နာမည်ကိုအခြေပြုပြီးတော့ဟဲရပွဲဆိုပြီးတော့ခေါ်ပါတယ်ဒီပွဲဖြစ်လာရတဲ့အကြောင်းရင်းကိုတဆင့်စကားတဆင့်ကြားပြီးတော့ဒီရွာကအဖွာတယောက်ပေါ့နော်ပြောပြတာကိုကျမပြန်ပြီးမျှဝေပေးမယ်နော်ဟိုးအရင်တုန်းကပေါ့နော်ဒီရွာမှာတဲ့တရွာလုံးဝမ်းပြက်ဝမ်းရှိုးတွေဖြစ်ပြီးတော့တဲ့အရန်တိကြတယ်လို့ပြောတယ်တလောင်ကတကြိုလို့မပြီးသေးဘူးအနောက်တလောင်ပြန်တည်တယ်ပေါ့နော်အဲ့လိုဖြစ်တော့ရွာကအရန်ကုကေရမဲ့ဖြစ်တာပေါ့နော်ကျမအချင်းလေအဲ့တုန်းကယောဂါကိုဘယ်လိုကာကွယ်ရမလဲဆိုတဲ့အသိပညာမရှိသေးရလဲဖြစ်နိုင်တယ်သို့မဟုတ်စီဝါတွေမပေါ်သေးရလဲဖြစ်နိုင်တာပေါ့နော်အဲ့လိုအရင်ကုကေရမဲ့တဲ့ရမဲ့ဖြစ်နေတဲ့ဟိုအချိန်မှာပေါ့နော်ဆရာတော်တပါးကတဲ့ဒီရွာအတွက်ပေါ့နော်ဗီဒီမေးပေးခဲ့တယ်တဲ့ဗီဒီဆရာကဗာပြောလဲဆိုတော့မင်းတို့ရွာကကတ်ဆိုင်နေတာရွာကူဖို့လိုတယ်ဆိုပြီးတော့ပြောခဲ့တာပေါ့နော်ရွာကိုဘယ်လိုကုရမလဲဆိုတော့အရက်တွေတောက်ပြီးပြောပါနေကြပါပြီးတော့ရက်ဝေကမိတ်ဆွေတွေကိုလည်းဖိတ်ပါတဲ့သူတို့ကိုဘာတွေကြွေးရမလဲဆိုတော့ဖယုံတီနဲ့ပဲလုံးစိန်စီခါဟင်းယူပေါ့နော်အဲ့ဒါလည်းပါတယ်ဝက်သားချက်ပြီးတော့ငါးကြော်တွေကိုကြွေးပါပေါ့နော်အဲ့ရမှာဆိုရင်အကုန်လုံးအရက်တွေတောက်ပြီးတော့ပျော်ပေါ့နော်စားကြပါပျော်ကြပါပေါ့နောက်ရက်တော့ပေါ့နော်ဆွန်လောင်ပါဆိုပြီးတော့မှာခဲ့တယ်တဲ့ရွာသူရွာသားကလည်းပေါ့နော်မှာထားတဲ့အတိုင်းပေါ့သူတို့ကအကောင့်အထည်ဖို့တော့ဒီအစင်လာကပေါ့ခုချိန်ထိကျင်းပနေစေဖြစ်ပါတယ်ပေါ့ဟိုအရင်တုန်းကတဲ့ဟေးရပွဲဆိုရင်အရန်စီကားတဲ့ရက်ဝေကမိတ်ဆွေတွေလည်းအများကြီးလာတာပေါ့နော်ပါပြီးတော့ပါဝင်ဆင်နွှဲကြတယ်တဲ့ဒါပေမဲ့အရက်တွေအရန်တောက်တော့မူပြီးရင်ဖြစ်ကြတာပေါ့နော်နောက်ပိုင်းတော်တော်ကြီးညင်သွားတယ်လို့ပြောတယ်ဒါပေမဲ့ခုခေတ်တောက်တာတွေတော့တောက်တယ်ရံမဖြစ်ကြဘူးဆိုတော့ဘွဲကပြန်ပြီးစီလာတယ်ဆိုပြီးတော့သိရပါတယ်ကျမတို့ဒီလိုညနေခင်းမှရောက်လာတော့လေပွဲစည်းတန်းကိုကြည့်ရတာတော်တော်ပါလာတာပေါ့နော်ရောင်းရလူလည်းပါတယ်လာရလူလည်းပါတယ်ဒီမိနစ်တုန်းကတော့အရင်စီတယ်လို့ကြားတယ်ဒီမှာကဝတ်သားတူဘလို့စေဒီဆောင်းရဒီဆိုတော့လေဒီဖက်မှာလိမ်မော်တီတွေတော့အရင်ပေါ်နေဟိုဖက်မှာလည်းဆိုင်ရှိတော့ခါကြတော့အင်းထဲကမုတ်ကောင်းအောင်ဆိုရစားက
ကတော့စစ်စစ်စားပဲရအကြိုက် ဟုတ်ဖတ်လို့ရတယ်ဖတ်လို့ရတယ် ခွန်းထောင်ရှာမလို့ ဒါဘယ်လောက်ပို့လဲမ စိတ်က3000 3000ဒီမုတ်ကောင်အောင်ကကျတော့ဗာနဲ့လောက်ထားတယ်မသိဘူးနော် ကောင်းရင်းနဲ့ကျန်တဲ့ကနေ ကျေးဇူးတင်ထေရ ဟောဒီမှာတစ်ခါပြေးလိုက်စားကြမှာပဲမုတ်တော့ဝဲတာပဲစားလည်းမစားကြ မုတ်ကောင်အားဟိုထွက်နေတူလာလိုက်မှာ စမလား ထွက်နေတူလာလိုက်ငါမခိုင်းစရာနေရမရှိဘူးဆိုတော့ Okay cheers တွေလောက်ဆရာလို့လား လုံးလုံးတော့တော့ Okay ဒီရဲ့ရဲတွေပြီးရတယ်တောက်ရဆိုရင်ကျမ်းမာရေးကောင်းတယ်တဲ့နော်ဒီရွာမှာ Okay cheers ကျွန်တော်ကျမရဲ့ခိုင်းနေတယ် နော် ဒီအတွက်ကအဲ့တော့အရင်တော့ဆိုဒီတွေးမှာပြောနေကြတယ်ငါတလေးကျင်ပါငါကတော့မတွေ့ရဘူးငါဟိုလေးတာဝန်ဆန်တဲ့ site ဟိုလောက်ထားတာပေါ့နော်ဆန်လုံးညူပေါ့ဆန်လုံးညူအဲ့ဒါနဲ့ဒိုမီနဲ့တုတ်ထားအဲ့ဒီပါကျွန်တော်တတိထားမိတလောက်ပေါ့နော်ဒီဒေတာခံတွေကပေါ့နော်သူတို့အိမ်မှာပဲရက်မီအပ်တွေကိုလက်ခံပြီးတော့စားကြတယ်တောက်ကြတယ်ပျော်ကြတယ်ပြီးတော့ကကြတာကိုတွေ့ရပါတယ်လူတွေကဒီတရားပုံမှာရောပြီးတော့ချောင်းပေးမှာရောဖျားရင်ပြင်ပေါ်မှာရောထိုင်ပြီးတော့စောင့်နေတာတွေ့ရပါတယ်ဒေတာခံတွေကတော့သူတို့အိမ်ရဲ့ပတင်ပတ်မှာပဲရက်ပြီးတော့ကြည့်နေကြတာပေါ့နော်မကြခင်ရွာသားတွေကဆက်လီကိုစီနဲ့ပေါ့နော်တကွန်ပိုင်ကိုတင်လာပြီးတော့ဒီရွာရဲ့အောင်မင်္ဂလာဖျားမှာလာထားဖို့ရှိပါတယ်အဲ့ဒီလိုထီးတော်ကိုလေနဲ့တင်လာတဲ့အချိန်မှာလဲပေါ့နော်ရွာသားတွေကမီးရှူတွေဖောက်ကြပါတယ်မြန်မာနိုင်ငံမှာဆိုရင်တချို့ထုံတန်းစင်တာတွေကပေါ့နော်အဆိုးတွေကိုရေနဲ့သူမဟုတ်မီးနဲ့နင်ထုတ်တယ်လို့မျိုးပေါ့နော်ဒီမှာဖောက်တဲ့မီးရှူတွေကအလားမီးရှူမျိုးမဟုတ်ဘူးမကောင်းဆိုးဝါးသူမဟုတ်ယောဂါတွေကိုမီးနဲ့နေတဲ့သဘောမျိုးလို့ပြောလို့ရတာပေါ့နော်